မင်္ဂလာပါရှင်ယနေ့ညရဲ့အမောင်တူထဲမှာကျမတို့ဟာမြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံစီကိုခရီးသွားကြပါမယ်ထိုင်းနိုင်ငံလို့ပြောလိုက်ရင်လူအများစုကလှပတဲ့ဖျားเจ้าတွေနဲ့အရသာရှိရဲ့အစားအသောက်တွေနဲ့ဖော်ရွယ်တဲ့လူမျိုးတွေကိုပဲမြင်အောင်မိကြမှာပါဒါပေမဲ့လှပမှုတွေရဲ့အနောက်ွယ်ထိုင်းနိုင်ငံရဲ့ရှေးဟောင်းယဉ်ကျေးမှုနဲ့ယုံကြည်မှုတွေထဲမှာတော့မြန်မာနိုင်ငံကပရလောကဇာလန်းတွေထက်ပိုပြီးထိတ်လန့်ချောက်ချားစရာကောင်းတဲ့ပရလောကသားတွေရှိနေပါတယ်ရှင်။ထိုင်းလူမျိုးတွေဟာပရလောကသားတွေကိုဖီးလို့ခေါ်ကြပါတယ်။ဒီဖီးဆိုတဲ့စကားလုံးဟာကျမတို့မြန်မာနိုင်ငံကတရေတစေနာနာဘာဝဆိုတဲ့စကားလုံးတွေအားလုံးကိုခြုံငုံတမ်းနှုံတာဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံဟာဗုဒ္ဓဘာသာနဲ့နတ်ကိုးကွယ်မှုယဉ်ကျေးမှုချင်းစင်တူတာကြောင့်ပရလောကသားတွေရဲ့အမျိုးအစားနဲ့သဘာဝတွေဟာလေအတော်လေးတူညီကြပါတယ်ရှင်။ဥပမာမြမစွန်းကဝေဒါမှမဟုတ်ကိုထင်ပြတတ်တဲ့နာနာဘာဝတွေဟာထိုင်းမှာတော့ကရာဆူလိုမျိုးထူးဆန်းတဲ့ပုံတရံတွေအဖြစ်တည်ရှိနေသလိုမြမအစိမ်းဖုတ်ဟာလေထိုင်းမှာတိုင်ဟုံးအဖြစ်တည်ရှိနေပါတယ်ယနေ့ညကစပြီး10ရက်တိုင်ကျမတို့ဟာထိုင်းနိုင်ငံရဲ့နာမည်အကြီးဆုံးအကြောက်ဆုံးနဲ့စမ်းပြားဆုံးပရလောကသား10မျိုးအကြောင်းကိုတခန်းချင်းစီတင်ဆက်ပေးသွားပါမယ်ရှင်ဒီခရီးစဉ်ဟာထိုင်းနိုင်ငံရဲ့လှပမှုကိုမဟုတ်ပဲအမှောင်တို့ရဲ့ခြောက်ခြားဖွယ်ရာမျက်နှာစာကိုလေ့လာမယ်ခရီးစဉ်ပဲဖြစ်ပါတော့လေကဲကျမတို့ရဲ့ပထမဆုံးညမှာတော့ထိုင်းနိုင်ငံရဲ့ပရလောကသမိုင်းကြောင်းမှာနာမည်အကြီးဆုံးရုပ်ရှင်ပေါင်းများစွာရိုက်ကူးခဲ့ရတဲ့ Tragic Love Story လို့ခေါ်တဲ့အသေးကွဲစရာအချစ်ဇလန်နဲ့စတင်ပါမယ်ရှင်။သူမရဲ့နာမည်ကတော့မဲနတ်ဖယားခနုံပဲဖြစ်ပါတယ်။ဇလန်ကတော့ရှီဟောင်းထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ဖယားခနုံနယ်မြေကမြစ်ကမ်းပြေးမှာစတင်ခဲ့တာပါ။အဲ့ဒီအချိန်ကဖယားခနုံဟာတူးမြောင်းတွေနဲ့လေကွင်းတွေနဲ့ငြိမ်သက်အေးချမ်းတဲ့ကြီးလက်တွေသားလီပေါ့။အဲ့ဒီမှာတယောက်ကိုတယောက်အသက်ထက်ချစ်ကြတဲ့ဇနီးမောင်နှမနှစ်ဦးရှိခဲ့ပါတယ်ရှင်။ခမင်းလီရဲ့နာမည်ကတော့တစ်မက်ဖြစ်ပြီးဇနီးဒီကတော့နူးညံ့သိမ်မွေ့ပြီးလှပအလွမ်းနဲ့မဲနက်ဖြစ်ပါတယ်။သူတို့ရဲ့ဘဝဟာပျော်ရွှင်စရာကောင်းလာပေမဲ့တနေ့မှာတော့သူတို့ရဲ့ပျော်ရွှင်မှုတွေပျက်စီးသွားရပါတယ်။ TID Mac ဟာထိုင်းဘရင်ရဲ့တက်မတော်တွေကိုကောက်ယူခြင်းခံလိုက်ရပါတယ်။အဲ့ဒီအချိန်မှာမဲနက်ဟာကိုဝင်အရင်အမနဲ့ကြံရစ်ခဲ့ရပါတယ်။ဇနီးမောင်နှမနှစ်ဦးရဲ့ခွဲခွာရတဲ့ဇဝင်ကန်းဟာအတော်လေးကိုဝမ်းနည်းစရာကောင်းလာပါတယ်။မက်ကငါပြင်လာမှာပါငါ့ကိုစောင့်နေနော်ဆိုပြီးကြည်ပေးခဲ့တယ်လို့နက်ကလည်းအသက်ထက်ချစ်ရတဲ့အကိုပြင်လာမယ့်နေ့ကိုပဲကျမမျှော်နေပါမယ်လို့ကြည်ပြုခဲ့ပါတယ်ရှင်။ဒါပေမဲ့ကန်ကျမကမျက်နှာသာမပေးခဲ့ပါဘူး။နက်ဟာခလေးမွေးခေါ်ဖို့စူးစမ်းရင်းနဲ့ပဲအသက်ဆုံးရှုံးသွားခဲ့ပါတယ်ရှင်။သူမရဲ့ပိုက်ထဲကခလေးလေးလည်းအသက်မရှင်ခဲ့ပါဘူး။မဲနက်ဟာခလေးမွေးရင်းနဲ့violent death လို့ခေါ်တဲ့အစိမ့်သေးသေးဆုံးသွားရတာကြောင့်ပြင်းထန်လာတဲ့နာကျင်ချက်ဂတိကိုမတီးနိုင်ခဲ့တဲ့ဝမ်းနည်းချက်တွေနဲ့အတူသူမရဲ့စိတ်ဝိညာဉ်လာပေါင်းများစွာကြာပြီးတဲ့နောက်မှာ TID MAK ဟာစစ်ပွဲကနေဒဏ်ရာတွေနဲ့အတူရှင်သန်လွတ်မြောက်ပြီး Praknung ကိုပြန်ရောက်လာပါတယ်။သူ Praknung ကိုရောက်တဲ့အချိန်မှာတော့ထူဆန်းတဲ့တိတ်ဆိတ်မှုကိုခံစားလိုက်ရတယ်။ရွာသားတွေဟာသူ့ကိုမြင်တာနဲ့ရှောင်ဖဲလုပ်ကြတယ်မင်းမိန်းမအကြောင်းမမေးပါနဲ့လို့ပြောပြီးထွက်ပြေးကြတယ်။မက်ခါရွာသားညီရဲ့အပြုတ်အမူကိုနားမလည်နိုင်ပဲမဲနက်နဲ့သူ့ကလေးဖီကိုပဲအပီးအလွှားသွားရပါတယ်ရှင်။သူ့အိမ်ရှိရောက်တော့မဲနက်ကအိမ်ပေါ်မှာကလေးချီပြီးသူ့ကိုမျောနေတာကိုမြင်လိုက်တဲ့အချိန်မှာ TID MAK ရဲ့ဂျင်တွေကဝမ်းနေမှုရဲ့အားလုံးပျောက်ကွယ်သွားပါတော့တယ်။သူတို့နှစ်ယောက်ဟာပြန်လဲစုံတွေ့ရလို့ပျော်ရွှင်နေကြတယ်။နက်ကအကိုပြန်လာမှာကိုကျမယုံနေကြတာအခုကျမတို့မိသားစုပြန်ဆုံပြီလို့ပြောတဲ့အခါမက်ခါဘာမှထပ်မစင်စားတော့ပါဘူး။နောက်ပိုင်းရက်တွေမှာသူတို့ဟာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကိုဖျက်ဆီးနေကြပါတယ်။မဲနက်ကမက်အတွက်ထိုင်းရိုးရဟင်းတွေကိုနေ့တိုင်းချက်ကျွေးတတ်ပါတယ်။ပြီးမှကပျော်ရွှင်နေပြီမဲ့တခုခုတော့ထူးဆန်းနေတယ်လို့စတင်တတိထားမိလာပါတယ်။မဲနက်နဲ့ကလေးကပုံမှန်ထပ်ပိုပြီးဖြူဖြော့နေတယ်လို့အိမ်ပတ်ဝန်းကျင်ကလည်းအမြဲတမ်းအေးဆက်ဆက်ဖြစ်နေတယ်။ရွာသားချို့ကလည်းမတ်ကိုမင်းမိမကလူမဟုတ်ဘူးတရေမှမင်းကိုလှည့်စားထားတယ်လို့တတိပေးဖို့ကြိုးစားပေမဲ့မတ်ကတော့မိနတ်ကိုအသက်ထက်ချစ်တာကြောင့်ဘသူစကားမှမယုံပါဘူးဒါပေမဲ့တကယ်ထိတ်လန့်စရာအချိုးကွေကတယောက်မှတော့စတင်နေပါတယ်မိနတ်ကအိမ်ပေါ်မှာဟင်းချနေရင်စုံထဲကပစွန်၆တွေကိုနှက်ယူဖို့ကြိုးစားတဲ့အခါပစွန်၆တွေကအောက်ကိုကျသွားတယ်မိနတ်ကဟာပစွန်၆တွေကျကုန်ပြီလို့ပြောရင်း
အိမ်ပေါ်ကနေအောက်ကိုဆင်းဝင်သွားပဲနဲ့သူမရဲ့လက်တန်းကိုဖြည်းဖြည်းချင်းဆန့်ထုတ်လိုက်ပါတယ်။မတ်ခါအဲ့ဒီချိန်မှာအိမ်နောက်ဖဲကနေခိုးကြည့်နေမိတယ်။သူ့ရဲ့မျက်လုံးတွေဟာအံ့ဩထိတ်လန့်မှုကြောင့်ပြူးထွက်သွားပါတော့တယ်။မိနက်ကလက်တန်းဟာပုံမှန်ထက်ပိုရှည်လာပြီးအိမ်ပေါ်ကနေအိမ်အောက်မြေကြီးပေါ်ကိုရောက်သွားပြီးပဇွန်6တွေကိုနှိုက်ယူလိုက်တာကိုမြင်လိုက်ရတယ်ရှင်။ဘဟုတုကြအနေနဲ့ပြောရရင်နာဘာဝါတွေဟာသူတို့ရဲ့ရုပ်ခန္ဓာကိုအသုံးမပြုနိုင်တော့တာကြောင့်စိတ်ဆွမ်းအိမ်နဲ့သူတို့ရဲ့အင်္ဂါအစိတ်ပိုင်းတွေကိုအရှိကြီးဆန့်ထုတ်ပြီးအသုံးချကြပါတယ်။အဲ့ဒါဟာပရလောကသားတွေရဲ့အဓိကလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။မတ်သိတ်ကြောက်သွားတယ်။သူတိလိုက်ပြီးသူ့ဘေးမှာရှိနေတဲ့မင်းနတ်ကလူမဟုတ်ဘူးအသက်မရှိတဲ့စိတ်ဝိညာဉ်ပဲဆိုတာသူအသေးအတန်ကြောက်စိတ်ကိုထိန်းပြီးဘလို့ထွက်ပြေးရမလဲဆိုတာကိုစဉ်းစားနေမိတယ်။အေးဆက်ဆက်အတီတွေကသူ့ရဲ့ကြောပင်ကိုလာထိတဲ့အခါနတ်ကသူ့နားနားကိုကပ်ပြီးအကိုဘာလို့ဒီမှာရက်နေတာလဲလို့မေးလိုက်တယ် တက်မှတ်ဟာကြောက်လုံးလူတကောလုံးတုံရင်ညူပါပြီသူ့မျက်စိရှိတင်သူ့မိန်းမရဲ့လက်ကပိန်20လောက်ရှည်ထွက်သွားပြီးမြေကြီးပေါ်ကပဇွန်6ကိုကောက်ယူလိုက်တာပါသူတိလိုက်ပါပြီရွာသားတွေပြောတာမှန်နေခဲ့တာပဲသူ့ဘေးနားမှာအတူအိတ်အတူစားနေတာဟာလူမဟုတ်ဘဲတရဲမှကြည့်နေခဲ့တာပါသူဟမ်မပစ်အောင်ကြိုးစားပြီးအိမ်ထဲကပြန်ဝင်ခဲ့တယ်ဒါပေမဲ့မေနတ်ကသူ့ကိုတန်တရားအကြည့်နဲ့ကြည့်နေတယ်သူမရဲ့မျက်နှာကပုံမှန်ထပ်ပေါ်ပြီးဖြူဖြိုးနေသလိုသူမစီကနေထွက်နေတဲ့အနံ့ကလည်းပုတ်စော်နန်းနေသလိုပဲအကိုဘာလို့ဒီလောက်တုံနေတာလဲနေမကောင်းဘူးလားမေနတ်ကမေးရင်းနဲ့သူမရဲ့အေးဆက်လာတဲ့လက်နဲ့တက်မတ်ရဲ့နှုတ်ဖုံးကိုလာဆန်းတယ်တက်မတ်ဟာကြောရွေးနဲ့အထိစိတ်တက်သွားပြီမဲ့အော်အဖေမလေတိုက်လို့ချမ်းသွားတာပါလို့လင်းဖြော်လိုက်ရလေသူသိပြီအခုချက်ချင်းဒီအိမ်ကနေထွက်မပြေးရင်သူအသက်ရှင်မှာမဟုတ်ဘူးဒါပေမဲ့မေနတ်ကသူ့ကိုမျက်စီအောက်ကအပြောင်မခံပါဘူးတက်မတ်ကအကြံရသွားပြီးမေနတ်ငါအိမ်အောက်ခဏဆင်းပြီးအပေါ့ထွက်လိုက်အောင်မယ်လို့ပြောပြီးဆင်းလာခဲ့တယ်သူဟာအိမ်အောက်ကရေအိုကြီးကိုဖောက်လိုက်ပြီးရေတွေထွက်အောင်လုပ်ထားခဲ့တာမေနတ်ကအပေါ်ကနေအကိုကြာလိုက်တာလို့လှမ်းမေးရင်ရေကြတန်ကိုကြားပြီးသူရှိနေသေးတယ်လို့ထင်အောင်လှည့်စားထားတာပါအဲ့ဒီအချိန်မှာတက်မတ်ဟာအမောင်ထဲမှာအသက်ကုန်ပြေးပါတော့တယ်သူပြေးရင်းနဲ့ရွာထဲကဖျားเจ้าစီကိုဥတီခဲ့တယ်ထိုင်းအယူဆမှာတရဲတွေဟာရဲယိုပင်ရှိတဲ့နေရာကိုမကတ်ရဲဘူးလို့ယုံကြည်ကြတာကြောင့်သူဟာရဲယိုပင်တွေကြားထဲမှာပုန်းနေခဲ့တယ်။မင်းနတ်ကလှည့်ဆက်ခရမှန်တီးတဲ့အခါမှာတော့တရွာလုံးတုံခါသွားလောက်အောင်စူးစူးဝါအော်ဟစ်ပါတော့တယ်။အကိုဘာလို့ကျမကိုထားခဲ့တာလဲ။အကိုကိုကျမအသက်ထက်ချစ်တာလေ။ပြလာခဲ့ပါ။သူမဟာ6ချားဆရာကောင်းတဲ့ပွန်တရန်နဲ့တရွာလုံးကိုလိုက်ရှာပါတော့တယ်။ရွာသားတွေလည်းအိမ်တကားတွေအလုံးပိတ်ပြီးကြောက်လန့်နေကြရတယ်။နောက်ဆုံးမှာတော့ရွာကနမဲကြီးဆရာတော်တပားကကြွလာပြီးမေနတ်ရဲ့စိတ်ဝိညာဉ်ကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ရတယ်လို့ဆိုကြပါတယ်။ဒီဇလန်းဟာထိုင်းနိုင်ငံမှာတော့တေးသည့်အထိသစ္စာရှိတဲ့အချက်ရောကြောက်စရာကောင်းဆုံးအစင်းပုတ်အဖြစ်ပါအခုထက်ထိလူပြိုးများနေစေမှာပဲရှင်။ဒီနေ့ညအခန်း1ကိုကြိုင်နေတဲ့ဆိုရင် like share နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။ကျမတို့ရဲ့ထိုင်းနိုင်ငံပရာလောကသားစေမျိုးခီးစဉ်ကိုအဆုံးအထိအတူတူလေ့လာကြရအောင်။ယနေ့ညအတူတူကောင်းတို့ညပါရှင်။